လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလုံးလို့ဖူးတဲ့ founder တယောက်နဲ့ဖုန်း contact ရတယ်ပေါ့နော်အဲ့တော့အင်ညီမလေးနဲ့ပြန်ပြီးတော့တွေ့တဲ့အချိန်မှာသူပြောလိုက်တဲ့စကားတစ်ခုရှိရမတင်နီလာရေးတဲ့အမကိုပေါ့နော်အရန်အမှတ်ရနေတယ်အမနဲ့တွဲပြီးတော့အမှတ်ရနေတဲ့စကားတစ်ခုရှိအမအမြဲတမ်းပြောတယ်တဲ့ကိုလုံးမဲ့အလုပ်ကို passionate ရှိပါကိုရောင်းမဲ့ product ကိုလုံးဝ passionate ရှိနဲ့လုံးဝချစ်ပြီးတော့ရောင်းမှာဆိုပြီးအမပြောခဲ့တယ်တဲ့အဲ့ဒါလေးကညီမလေးခုချိန်လေးမှာအဲ့စကားလေးနဲ့ဆွဲပြီးတော့မှကိုဘာပဲလုပ်လို့အဲ့ product ကိုချစ်တတ်တဲ့စိတ်ကိုညီမလေးခုဖြစ်တယ်ဆိုပြီးတော့မှအဲ့ founder ညီမလေးကပြောတယ်ပေါ့နော်ကျမပြန်သတိရတော့တယ်ဟုတ်တယ်ကျမကိုယ်တိုင်ကအဲ့ဒီစကားကိုပြောခဲ့တယ်ကိုယ်တိုင်လည်းလက်တွေ့လိုက်တာကျင့်သုံးတယ်ဒီနေ့ဒီအချိန်ကြီးကျမလုပ်သမျှလုပ်ငန်းတိုင်းเนาะဆောက်လုပ်ရေး construction materials လုပ်ငန်းပဲဖြစ်ဖြစ်တခြားဘယ်လုပ်ငန်းနဲ့ပဲเนาะဒီအခုလိုမျိုး product ထုတ်တဲ့လုပ်ငန်းပဲဖြစ်ဖြစ် coaching business ပဲဖြစ်ဖြစ်ကျမလုပ်သမျှလုပ်ငန်းတိုင်းကိုကျမချစ်တယ်ကျမချစ်နိုင်တဲ့အလုပ်ကိုပဲကျမလုပ်တယ်ကွာပြောရမယ်ဆိုရင်เนาะဒါကကျမရဲ့လက်ရှိစိတ်အနေထားပေါ့အဲ့ဒီမှာထပ်ပေါင်းပြီးတော့ပြောချင်တာကလေကိုကအလုပ်တစ်ခုကိုချစ်တယ်ဆိုရင်လေတစ်ချစ်သေးမချစ်နဲ့တစ်ချစ်သေးမချစ်နဲ့သိလားအဲ့ဒီကိုချစ်တဲ့ passionate ဖြစ်တဲ့ business နဲ့ပတ်သက်ဆက်တဲ့ဘယ် business တွေကိုချဲ့ထွင်လို့ရမလဲဆိုတော့ကိုခေါင်းထဲမှာအမြဲတမ်းစဉ်းစားရတယ်အဲ့ဒါကိုကျမတို့ကစီးပွားရေးဘာသာရပ်မှာဘာခေါ်လဲဆိုရင် business mapping လို့ခေါ်တယ်တေးချာ mapping တွေရအောင်ဆွဲထုတ်ဒါဒီ business နဲ့ပတ်သက်ပြီးတော့ business model တစ်ခုပေါ့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေရလမ်းကိုကိုယ့်ရဲ့အဓိက main business တစ်ခုလေးကိုပဲသွားလုပ်နေရမဟုတ်ပဲအဲ့ဒီ main business ကနေလုံးနိုင်စွမ်းတွေကိုဆွဲထုတ်ပြီးတော့မှဝင်ငွေရလမ်းကိုချဲ့ထွင်တဲ့ business model လို့ကျမတို့ကဒါအလွယ်မှတ်သားလို့ရတယ်အဲ့လိုမျိုးမှတ်သားတဲ့အခါမှာလည်းနီလန်းနှစ်ခုရှိတယ်တစ်ခုကကြတော့ကိုတယောက်တည်းက main business ကိုလုပ်ပြီးတော့မှကိုယ့်ရဲ့ supplier တွေကိုယ့်ရဲ့ customer တွေတခြားသောကိုယ့်ရဲ့ business partner ဥပမာကိုကပစ္စည်းရောင်းတဲ့သူဆိုရင်ပစ္စည်းပို့တဲ့ delivery လုပ်ငန်းတွေဒါမျိုးတွေနဲ့ပေါင်းဆက်ပြီးတော့မှ business network တွေကိုတည်ဆောက်တဲ့ business mapping system တခုရှိတယ်အဲ့ဒီပြင်နောက်ထပ်တစ်နည်းကဘာလဲဆိုလို့ရှိရင်ကိုယ်တိုင်ကပဲလုပ်မယ်ဥပမာအနေနဲ့ကိုက product ထုတ်တဲ့သူအနေနဲ့ supplier စီကပစ္စည်းယူမယ်အစားအဲ့ဒီပစ္စည်းကိုကဓာတ်ရိုက်တင်သွင်းလိုက်တာမျိုးပြီးရင် delivery လုပ်ငန်းမှာကိုကဝေးလန်းကြောင်းတွေအများများလာပြီကိုလုပ်ငန်းကတကယ်အကြီးမားဆုံးအောင်မြင်ပြီဆိုရင် delivery လုပ်ငန်းကိုတခြားကို outsourcing မပေးဘဲနဲ့ကိုစီမှာပဲ in house business တစ်ခုအနေနဲ့ချဲ့ထွင်တာမျိုးအဲ့တော့ကိုက passionate ဖြစ်တယ်ဆိုရင်အဲ့ဒီ business ကိုချဲ့ထွင်နိုင်ဖို့ပဲစဉ်းစားကိုဒါကြီးကို passionate ဖြစ်တယ်ဒါကိုပဲလုပ်မယ်ဆိုပြီးတော့တနေရာထဲမှာ time မနေစေချင်ဘူးရှင့်အဲ့ဒါဒီပင်ကျမတို့လုပ်ငန်းတွေရဲ့ကြီးထွားလာတဲ့အဓိကလိုအပ်ချက်ပါအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျမတို့မတင်နေလားပါနောက်ထပ်ဒီလိုအကျိုးရှိမဲ့အရာလေးတွေလည်းပြပေးသွားမှာဖြစ်တဲ့တော့သိချင်တာလေးရှိရင်လည်း chat box ထဲမှာ comment box ထဲမှာရေးပေးခဲ့ကြပါနောက်ထပ်ဗီဒီယိုတွေမှာတွေ့ပါမယ်ဘိုင်ဘိုင်ပါရှင်